များပြည်မှာပြီးတော့မှတောင်းတိုင်းမှာဟောတာအဲ့ဒီပုံမျိုးရေရှိဖို့ပြအဲ့ဒီပုံမျိုးရနိုင်တယ်ဗရစိတ်တဝိသနာနာသူတစ်ပါးကစိတ်သူတစ်ပါးကိုအကြောင်းကိုပြောလို့ရှိရင်ကွာပြီးတယ်အဲ့ဒါကြတော့သူကစိတ်သိတယ်နံပါတ်5ကျတော့ဥပ္ပေနိဝါဒဥပ္ပေနိဝါဒဉာဏ်ဆိုတာကထိုးတဲ့ဘဝကဘယ်ဘဝဖြစ်လာတယ်ဒီဘဝလားပြိဿံဘဝလားဘယ်ဘဝလားအဲ့လိုပုံမျိုးမြင်နိုင်တယ်သိနိုင်တယ်ဆိုတဲ့ဥစ္စာကိုအဲ့ဒါအမြင့်ဆုံးတမ္ပရဲ့ကျိုး30ကိုလုပ်ပါဘူးဒီလေသာမီးကိုမငြိမ်းပါဘူးအရိယပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်နိဝါဒ5ပါးကိုငြိမ်းနိုင်တယ်နိဝါဒဆိုတာ6မျိုးရှိတယ်အဲ့ဒီ5ပါးပဲငြိမ်းနိုင်တယ်အဝိဇ္ဇာနိဝါဒဆိုငြိမ်းနိုင်ပါဘူးဒါကြောင့်ကချို့တယ်တာမထဉာဏီကဆိုတဲ့တာမထကိုအားထုတ်ပြီးမှဝိပဿနာကိုပြောင်းကြတယ်ချို့တယ်ကတော့ဝိပဿနာဉာဏီကဝိပဿနာဉာဏီကဆိုတာကဝိပဿနာကိုအားထုတ်ကြတယ်တာမထကိုအားမထုတ်ပဲနဲ့ဝိပဿနာကိုအားထုတ်ကြတယ်နော်ဝိဆိုတာကအထုဆန်းအထုဆန်းဘာအထုဆန်းတယ်ဆိုတော့ယုံနာအပါရဲ့လက္ခဏာ3ပါးခေါ်တော့အနေဆာမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တဆိုအနတ္တကိုဟောဆိုတဲ့အရာ3မျိုးကိုအဲ့ဒါဝိလို့ခေါ်တဲ့ပတ္တနာဆိုတာရှုတာဘာလို့ရှုတာလဲသမ္မာဒိဋ္ဌိရတဲ့ဖြစ်ရှုတာကအဲ့ဒါပတ္တနာလို့ခေါ်တယ်ဝိပဿနာဆိုတာဘာလို့ရှုတာလဲယုံနာပါရဲ့လက္ခဏာ3ပါးမိစ္ဆာဒုက္ခအနတ္တကိုရှုတယ်ဒါကြောင့်တော့ပိန္ဒနာတုံးတရာခံစားရတယ်ဒါကြောင့်သာဝရကိုပြောထောင်ပြီးမှဝိပဿနာဉာဏ်ပြောပြမှနာမရူပဘိစေတဉာဏ်ယုတ်ဉာဏ်ကိုဖဲတဲ့ဉာဏ်ပြည့်စရာဘိက္ခဉာဏ်ဆိုတဲ့အဲ့ဒီကျိုးအကြောင်းကိုဖဲကားတဲ့ဉာဏ်ဒီဉာဏ်ကိုပြုတ်လို့ရှိရဲ့သုလသောတာပန်အဲ့ဒီလိုသုလသောတာပန်ဖြစ်လို့ရှိအပယ်လေးပါဖြစ်ဒါဒီကရေကုဝါဆိုသင်္ကန်းကတ်တာသို့မဟုတ်အထိုင်သင်္ကန်းကတ်တာနေ့တိုင်းတစ်ချက်အဲ့ဒီပုံမျိုးတစ်သက်လုံးကတ်နိုင်လို့ရှိရင်လည်းသုလသောတာပန်ဒီနိုင်ရဲ့အကတ်ကမှာပေါ်တာလေအဲ့ဒါကြောင့်အခုဒါနကျိုးဒီဝါဆိုသင်္ကန်းကတ်တာလည်းကျိုးရှိပါတယ်နော်အဲ့ဒါကြောင့်ပဲဗာလဲနောက်ဆုံးဘာဝနာဆိုတဲ့ဥစ္စာကိုဒါဝိပဿနာဘာဝနာဆိုတာကအရိယပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဖြစ်လဲဤလေသာ7ပါးကိုလည်းငြိမ်းနေတယ်အဲ့ဒါမကောင်းဘူးလားဒီရပုဂ္ဂိုလ်ဖြစ်လို့ရှိရင်လေဒီရပုဂ္ဂိုလ်ကိုခံစားရတာလဲဆိုတော့ဘုရားသိတယ်လေအကယ်၍ဒီစိတ်ပုဂ္ဂိုလ်မွေးဖွားတဲ့မြတ်ကြီးဒါဘုရားဥစ္စာဒီဘဝမှာဒီရပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဒီစိတ်ပုဂ္ဂိုလ်ဆိုလို့ရှိရင်နှမျိုးရှိတယ်ပြည့်စုံမှာဝိကဆိုတာကအင်္ဂလိပ်မာလာလိုပုံမျိုးအင်္ဂလိပ်မာလာအဲ့ဒီကိုတကယ်ချင်းကမနာလိုကိုတော်တဲ့သွားကြသူ့ရဲ့ဆရာကိုတိုင်ပင်လိုက်တယ်တိုင်ပင်လိုက်တဲ့အခါကျတော့အဲ့ဒီမနာလိုဆက်ရသူ့ဆရာကိုတိုင်သူ့ဆရာကိုစဉ်းစားဆင်းခြင်းပဲကြပါနဲ့အဲ့ဒီလိုသူ့ရဲ့တပည့်တယောက်ကနေပြောတဲ့အတိုင်းအင်္ဂလိပ်မာလာကိုဆုံးမလိုက်တယ်ဟာလေလက်မတစ်အောင်ရအောင်ဆိုမှအင်္ဂလိပ်မာလာကစိတ်ပါလို့တတ်တာဟုတ်ပါဘူးဘာဖြစ်လဲကိုယ်ဆရာကိုသူစော်လို့သူ့ဆရာကိုမလို့ဆန်နိုင်လို့အဲ့ဒါကိုတော်ပြီးမှဘုရားသာပေါ့လက်ညှိုးဖြတ်တယ်ပေါ့မလဲဘူးတတ်လိုက်တစ်ချောင်းနဲ့ကြာတော့အဲ့မှာတော့ကျတော့သူ့ရဲ့မိခင်လာတဲ့အခါကျတော့သူကကြိုးစားသေးတယ်မောင်းမြင်ပါဘူးနောက်တော့မြတ်စွာဘုရားလည်းတွေ့တဲ့အချိန်မှာကြိုးစားခဲ့တယ်မာမြင်ဘူးနှစ်သက်က5ပါးနဲ့မှာ2ပါးတော့ကြိုးစားခဲ့တယ်မောင်းမြင်ပါဘူးအဲ့ဒီလိုမျက်စိမှဘဝမျက်စိမှဝိကဒီဟိတ်ပုဂ္ဂိုလ်တော်မှာမျက်စိမှဝိကဆိုတာကနောက်ဆုံးဘဝဖြစ်တဲ့တော့ကြောင့်သူကအဲ့ဒီအချိန်မရောက်တဲ့အခါကျအဲ့ဒီပုံမျိုးရောက်တဲ့တည်းနော်ဒါတော့မှပယ်မချသေးဘူးနော်ဘာဖြစ်လဲအဲ့ဒါဆိုလို့မျက်စိမှဝိကဖြစ်တဲ့တော့ကြောင့်အဲ့ဒါအင်္ဂလိပ်မှာလားနောက်ကြတော့တရားဟောလိုက်တဲ့အခါကျတော့ယဟန်တာတော့ဖြစ်သွားတယ်ယဟန်တာဖြစ်သွားတဲ့အခါကျတော့ဘယ်လိုလဲအဲ့ဒါဝိပတ်ဆိုလို့ရှိကြအဲ့ဒီဝိပတ်ရှိတဲ့ဆက်သွားခရိုးလာနောက်ကြတော့
ဆိုးကတော့တဲ့ချိန်မှာတယောက်စားပေါ့ကဲတွေလည်းပြည့်ချင်ဒါခံစားရတယ်ဒါပေမဲ့ညနာဆိုတာဘာမှမရှိပါဘူးကုသိုလ်စိတ်လို့ရှိတယ်အကုသိုလ်စိတ်လို့ရှိတယ်ပြည့်ရစိတ်ပဲရှိတာကိုဒါစိတ်မဆိုးပါဘူးအနာဂတ်နဲ့စိတ်တယောက်စားဒေါသဆိုတာမရှိတော့ဘူးအနာဂတ်အရနာဆိုအလုံးပြုတ်အဝိဇ္ဇာလောဘအလုံးပြုတ်အဲ့ဒါကြောင့်ဘာဖြစ်တဲ့ခါကျတော့မြတ်စွာဘုရားရှင်ကဘုရားအဲ့ဒီလိုမြတ်စွာဘုရားအင်္ဂလိပ်မာနအိုးဆိုတဲ့မိန်းလေးတွေကိုဝန်ဆောင်တဲ့မိန်းလေးတွေအဲ့ဒီလိုရင်းပွားတော်အောင်ဆိုမှအဲ့ဒီတောက်ကိုရှင်းဟိုတော့ပေးလို့မှရေမှန်းမှလို့တိုက်တော့ပတ်ဆုံးကြတော့အဲ့ဒါတတ္တဝါတွေကိုလူသားတွေကိုအင်္ဂလိပ်မာနပေါ်မှာမေတ္တာရှိကြတယ်ဒါတော်မှဘုရားမြတ်စွာဘုရားကိုကိုယ်တိုင်တွေ့တဲ့ပုဂ္ဂိုလ်တော်မှဒီလိုဒုစရိုက်ကိုထုတ်ခဲ့ပြီးတယ်ဒါပေမဲ့မစ္စည်းမဒီဟဲ့ပုဂ္ဂိုလ်ဖြစ်တဲ့တော့ကြောင့်မကြပါဘူးနော်အဲဒါနောက်ဆုံးကြတော့အရာရာဖြစ်ခဲ့တယ်အဲ့ဒါကိုကြည့်ချင်းအပြင်ဒီခုဒီညဒီနေရာမှာဒါတရားနာပြိတ္တာပေါင်းလို့အဲ့ဒီစိတ်ကသစ္စာရောက်ခဲ့ပေါ်တယ်နော်အဲ့ဒါကြတော့ကိုယ်ကိုတိဟိုက်လားတဝိဟိုက်လားဆိုတာဘုံမမသိကြပါဘူးအဲ့လိုတရားကြည့်ကြတဲ့အချိန်မှာကြားလို့ရှိရဲ့ကိုယ်ကိုတိဟိုက်တဝိဟိုက်ဆိုတာသိကြတိဟိုက်ဆိုတာတိဟိုက်ပုဂ္ဂိုလ်ဆိုတာလောဘဒေါသမောဟတိဟိုက်ပေါ့အဲ့ဒါကြောင့်ကိုယ်ကိုမသိပါဘူးဒါနဲ့တရားအထုတ်ကြည့်ကြတဲ့အချိန်မှာကြားလို့ရှိရဲ့အဲ့ဒီကိုယ်ကိုလည်းသိကိုယ်ဆရာကလည်းသိအဲ့လိုပုံမျိုးကြည့်ကြအထုတ်မှလာရင်ဒီ30ပုံလွတ်နိုင်တယ်။ဘာဖြစ်လဲဘုရားဘာသာသူတော်ဆင်းအပေါင်းတို့ဘုရားရှိခိုးတိုင်းစွန့်တော်တင်တိုင်းနောက်ဆုံးဘာကိုဆုတောင်းတာနိဗ္ဗာန်ကိုဆုတောင်းတယ်။နိဗ္ဗာန်ကိုဆုတောင်းရလို့ရှိရင်အလုံးလုံးရတယ်။လုံးလုံးလို့ပြတာ။ဘာဖြစ်လဲအခုလည်းခုနည်းတော့သူပဲအလုံးလုံးမှသင်စားရတာကိုလုံးလုံးလို့ရှိရင်သင်ခတ်ပြီးပေါ့။ခုနည်းတော့သူပဲမြစ်ချောင်းရှိတယ်ဟိုဘက်ကစီးတယ်သွားခြင်းလေသစည်းလေးရှိတယ်ပါလေပေါ်မှာထိုင်မှဘာမှမလုပ်ပြထိုင်မှဟိုဘက်ကရောက်ပါကိုလိုချင်တဲ့ဒီမှလည်းရောက်ပါဘာဖြစ်လို့လဲအဲ့ဒါကိုလေခေါ်ပြီးမှကိုလိုချင်တဲ့ဟိုဘက်ကရောက်တော့မှာဒါကြောင့်အဲ့ဒီလိုမဆန်းတဲ့ပဲစူးတောင်းနေလို့ရှိရင်မပြည့်စုံပါဘူးအလုပ်လုပ်ရတယ်အဲ့ဒီအလုပ်ကပါလေဝိပဿနာလုံးဆိုတဲ့ဥစ္စာကိုလုံးလို့ရှိရင်နောက်ဆုံးနိဗ္ဗာန်ကိုခံစားရတယ်။နောက်ပြီးတော့ဘယ်လိုပြောမလဲအခုဒီအပွက်ကပဲဖြစ်ဂျန်တဲ့အပွက်ကပဲဖြစ်ဒီလိုပေါ့သူများနိုင်ငံမဟုတ်ဘူးကိုယ်နိုင်ငံလည်းမဟုတ်ဘူးသူများနိုင်ငံမှာနေတဲ့ခါကျတော့သူတီးခံတရားနောက်နားလည်တယ်တယောက်နဲ့တယောက်နားလည်တယ်အဲ့လိုပုံမျိုးစိတ်ဓာတ်ထားကြပါညီကိုမောင်နှမအရင်လိုပုံမျိုးသူညီပြည့်တဲ့အရာသူညီရမယ်သူကိုသူမိကိုလို့ရှိရဲ့ညီတိခြားသောပုဂ္ဂိုလ်လို့ဖြူလို့မရဘူးဘာဖြစ်လဲဆိုတော့အင်းညမြညအဲ့လိုအင်းညမြညဆိုတာကဒီလိုဥမာတော့ခြားကိုချိုးလို့ရှိရင်ကျိုးတော့အင်းညမြညဆိုတော့ဇာတိဖြစ်ဥစ္စာစီးလုံးလိုက်လို့ရှိရင်ချိုးတဲ့အချိန်မှာဘာဖြစ်လဲမလွယ်ပါဘူးကျိုးတာအဲ့ဒီပုံမျိုးကစီးလုံးနေလို့ရှိရင်ခြားလူတွေပဲဖြစ်ခြားဘာသာတွေပဲဘာပဲဖြစ်အဲ့လိုဖြူဖို့ကမလွယ်ဘူးအဲ့လိုစိတ်ဓာတ်ထားရမယ်နားလည်ရမယ်ဒီကုန်ပြီးမှညီကုန်မောင်နှံ့ရင်သူညီတဲ့နေရာသူညီရမယ်အဲ့ဒါသူညီတောင်းတဲ့နေရာတောင်းရမယ်ဆိုတာအဲ့လိုစိတ်ဓာတ်မျိုးထားလို့ရှိရင်ညီတဲ့အရာမဆိုလုံးလို့ရှိရင်မလုံးရင်အဝက်အောင်မြင်တာလုံးလိုက်လို့ရှိရင်အောင်မြင်တာပေါ့ဒါပေမဲ့ဆိုဖြစ်ချင်တိုင်းလည်းဖြစ်ပါဘူးဖြစ်တဲ့ဖြစ်ကြတယ်အဲ့ဒီပုံမျိုးနဲ့ဆက်ဆက်ပါအဲ့ဒီပုံမျိုးဖြစ်တဲ့ဟာဖြစ်လို့ရှိရင်လည်းဆက်ဆက်ပါဘာဖြစ်လဲဆိုတော့ဖြစ်ချင်တိုင်းဖြစ်လို့ရှိရင်ဒီဘာပါဆင်းရဲတဲ့လူရှိပါမရှိတော့အလုံးချတာဟောအလုံးခုံကြီးတွေလည်းဖြစ်ကုန်ဟုတ်ဖြစ်ချင်တိုင်းဖြစ်လို့ရှိရင်အဲ့ဒါကြောင့်အဲ့လိုကန်ဆိုတာတိတ်ပွားလိုက်တယ်ကန်သူအကျိုးပေးတဲ့တော့ကြောင်းဒီလိုပဲဖြစ်ချင်တိုင်းဖြစ်လို့မရဘူးနဲ့လည်းဖြစ်တဲ့ဟာဖြစ်ကြတယ်အဲ့လိုပုံမျိုးလဲစိတ်ဓာတ်တာမွေးစိတ်ဓာတ်ထားပြီးမှ
အဲ့လိုပုံမျိုးငွေပြီးမှအဲ့လိုပုံမျိုးအားထုတ်ပြန်နားလည်လို့ရှိရင်ဒါကအဝက်တော့အောင်ပြီးလုပ်ရှင်တယ်ဖြစ်ချင်တယ်နော်အဲ့ဒါစီစီလုံးလုံးပေါ့နော်အဲ့ဒါမရှိရဲ့အဲ့ကမကာယအဲ့ကမကြာရနော်ယူရပြောလို့ရှိတယ်အဲ့ဒါကစီလုံးမှာပါဘယ်လိုသာမရတာဟုတ်မြေကဟောပုံသစံပုံချူရလားအဲ့ဒါကကောဆောပါရကန်တော့ယောရတေကမောပွေယောရကိုနာမမကောတိကောဆောပါရကန်တော့ယောရချောချနာပိုင်တိုင်ဟမကဘောတိคนชอบชานาไปแต่เป็นในก้าวทำอะไรก็นูก็บอกไว้ในเพลงข้อบอกไว้ไม่ก็ข้อบอกว่าจับเลยถามก่อนนะข้อต่อรักต่อโน่ก็บอกว่าตลาดอื่นเริ่มมีเกณฑ์วงนาโทก็บอกเข้าซ้อป้าประกาศทอมแม่ป้าประกาศเราก็ทอมนอกก็พอรอทำเหมือนกันก็แต่ยังไงปุ้ยเหมือนกับกับลายก็เคยจำก็ดีอย่างนี้ก็แต่มาอย่างนี้ที่อย่างนี้những cái tay việt mà những cái cao những cái kỹ sư sản bản tham về cái có nguồn nó tôm nó này nó cua là cùng nó một là tí lè bạn là có phong các bạn là có tất cả giòn là cả đó môn cũng phải để xa đó mà hình xuyên này có cũng phải để xa đó cao lại nếu có đây cuối tịch bên trong đầu cá nếu có rồi đây đầu cá hot vào lấy chi tiết các bạn là có mua hàng đó đó ra họ mẹ câu so ăn câu so ba có trong cha là câu so của phương có ăn câu so của phương cả là vừa có trong chân là tên bị có bị khuyên có bị gặp cầm là con nó ấy đó là tao đi có hàng này có một đó câu so là một cả là một sai cho ya bà ra cả là câu mà một và cho sai ya bà ra cả có thì để chơi cái có đi này cái sai cho ya bà ra cả là chơi cái ấy giờ thầy nghe nó còn đi mua ra đi rồi có cổ đi rồi xây sắp ra mua đẹp thì mong có cao có kêu là nó cao mua đó riêng một xây sắp ra có số lấy là một cú ham của mày có mua đó lấy cái số cái lấy nhiên nó sẽ ca là làm cái gọi cú mà nó tung chưa rồi lấy một sản ngũ chạy mà sạch luôn gọi ra ấy gọi ra các tay việt phòng chúa lệ lên được một sau ra cũng một áp một sò một con đó vừa ra đây thì hàng gọc chúa lệ có cái lang thổ lang tăng nuôi thổ cám tên này câu số có đàn làm số lại câu số mẹ mua số là có đi phê mẹ câu số mua phê mẹ sáng giặc đến nơi biết qua sáng phê mẹ bác ra cả là mua có đi nốt tòa mua đó tết này ăn có qua trường hợp thì hiện tại chưa sai nhiều nít ban làm cái đó ấy điều mà tôi nói sẽ bao gồm thì mà bây giờ nhiều bao gồm chỉ là tay ra bao giờ chỉ là mà bây giờ thì làm là tí này mà nếu cha để lâu cha để nhiều cô mà ngắt chích thì bao cha đấy ấy điều còn nhiều nữa nhiều lúc chỉ nhiều đi đủ nhiều rồi tí này ta về đi và về đi của ấy điều xây đặt ta lúc chỉ gì hay là tôi nói xem tôi nói xây đặt hay là ấy điều xây đặt quê à ấy đồ xây ra mũi mà ta đi tu lo xin tu lo đóဖြစ်ကြတယ်နော်အဲ့ဒါကြတော့ဘလို့လဲကိုဒီညဦးစင်ပြောပြပြီးမှဟောပြပြီးမှအဲ့ရောက်တဲ့အခါမှာစဉ်းစားဆင်ခြင်ပေါ့စဉ်းစားဆင်ခြင်ပြီးမှကိုယ်စိတ်ကိုတိုက်ပင်းကြတိုက်ပင်းပြီးမှဝေဖန်လိုက်ဒုစရကောင်းကောင်းတကယ်လို့ခံစားလိုက်လို့ရှိရင်ဒါဟာဘလို့ဖြစ်တာကိုအတွက်ကြောင့်များအတွက်ကြောင့်ဒီလိုကောင်းကျိုးကိုလုပ်လိုက်လို့ရှိရင်ဘယ်လိုခံစားရကိုအတွက်ကြောင့်များအတွက်ကိုသိက္ခာပါကိုရဲ့တမျိုးပါဘယ်လိုရှိသလဲဆိုတဲ့ဥစ္စာကိုအဲ့ဒီလိုဝေမှပိုင်းခြားလိုက်ဝေမှပြီးမှနောက်ဆုံးထွက်လာတဲ့ဖြေကိုအဲ့ဒါကောင်းကျိုးလားဆိုးကျိုးလားအဲ့ဒါကိုကိုယ်ကိုယ်တိုင်သိလာမယ်တဲ့နော်အဲ့လိုမစင်းစားမစင်ချင်လို့ရှိရင်ဒီတိုင်းနေနေလို့ရှိရင်ဘာမှမဖြစ်ပါဘူး။ဒါကြောင့်ပဲလူသားဆိုတဲ့ဉာဏ်ရှိတယ်။အဲ့ဒီဉာဏ်ကိုဖြတ်သွင်းဉာဏ်နဲ့ရှိကြတယ်။ကိုယ်ရည်ချင်းတဲ့ကိုယ်ပညာနဲ့ကိုအဲ့ဒါတော့လည်းဥစ္စာပေါ့ဘုရားမြတ်စွာဘုရားဟောထားတဲ့ပညာ၃မျိုးရှိကြတယ်။သုတမြတ်ပညာ၊စိတ်ဓာတ်မြတ်ပညာ၊ပါရမတ်ပညာဆိုတဲ့ပညာ၃မျိုးရှိတယ်။သုတမြတ်ပညာဆိုတာစာပေကိုဖတ်ခြင်းပြည့်စာပေကိုလိုက်စားခြင်းတရားနာအောင်ခြင်းရလာတဲ့ပညာသည်
သုတ္တမြပညာလို့ခေါ်တဲ့စိတ်ဓာတ်မြပညာဆိုတာကအဲ့ဒီလိုကြိုးကြောင်းကိုစဉ်းစားဆင်ခြင်ပြီးမှထွက်လာတဲ့ပညာတွေပေါ်လာတဲ့ပညာတွေစိတ်ဓာတ်မြပညာဘာသာမြပညာဆိုတာအရေးဆုံးပညာသစ္စာ၄ပါးကိုသိနိုင်တဲ့ပညာကိုရအဲ့လိုပုံမျိုးကြတော့ဒီခုပုဂ္ဂိုလ်တွေကြတော့များသောအားဖြင့်တရားအားထုတ်တာဒီဘာဝနာပညာပညာဒါပေမဲ့ကုသမြပညာနဲ့စိတ်ဓာတ်မြပညာဆိုတာကဝိပဿနာဉာဏ်မဟုတ်ဘူးเนาะအဲ့ဒါဝိပဿနာပညာမဟုတ်ပါဘူးဘာဝနာမြပညာဆိုတာကဝိပဿနာပညာလို့ခေါ်တယ်အဲ့ဒါဝိပဿနာဆိုတာကအာထုတ်တဲ့လူဆိုဘယ်လောက်ခံစားတယ်အပြင်တရာနဲ့တွန်းတဲ့စာပြည့်တဲ့အဲ့လိုဒီ theoretical နဲ့ practical အဲ့လိုမျိုးဖယ်ရှားတယ်ကြည့်ကြံတဲ့ understanding ဆိုတဲ့ဥစ္စာအဲ့ဒါကြောင့်ကိုယ့်ကိုယ်နားလည်တယ်ကိုယ့်ကိုယ်ကလည်း penetrate ခေါ်တယ် true object အဲ့ဒါကိုရလာတဲ့အချိန်ကြမှာသိုးထွင်းဉာဏ်ရလာတဲ့အချိန်ကြမှာဉာဏ်စသက်လာတဲ့အချိန်ကြမှာအဲ့လိုပုံမျိုးစဉ်းစားဆင်ခြင်ပါလေတရားကပုံပြီးထူးထူးဆန်းဆန်းခံစားရတယ်ဒါကြောင့်အဲ့ဒီလိုမခံစားတဲ့ပုံကိုယ်တွေခံစားလာတဲ့အချိန်မှာအဲ့လိုပုံမျိုးအကျိုးကဉာဏ်ရတာရှိတယ်ဒါတော့ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ပါဠိတော်သဗ္ဗဗေတေဓမ္မအတေစာရင်းအပြည့်သဗ္ဗလာတဲ့အလုံးစုံသောအရာဒီဓမ္မအတေတရားတိသောအရာဒီစီနာတိအောင်မြင်တယ်အရာကအလုံးတဲ့ကမြည်ပြီးအရာကမဆိုးအဲ့ဒီလိုတရားတိသောအရာကလည်းရှိအဲ့ဒီလိုတရားရတဲ့ပုဂ္ဂိုလ်တရားကိုခံစားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီဥစ္စာတရားရဲ့အရာကသိလာတဲ့အချိန်ကကြာမှပါကိုယ့်ကိုယ်တရားသိခါဘာလဲအကျိုးတန်ဖိုးဆိုတာရှိကြတယ်အဲ့ဒါကြတော့သိတာကိုယ်တိုင်သိတာတဲ့အချိန်ကြာတာဘယ်လိုထူးခြားတယ်လဲဆိုတာကတော့ကိုယ့်ကိုယ်သိလာတယ်ဒါကြောင့်အဲ့လိုဖြစ်ကြအားထုတ်လို့ရှိရင်ဘာဖြစ်လဲမသိကြဘူးနော်အဲ့ဒါဘာနဲ့ပြောကြလဲဆိုတော့ရင်းတစ်ခါကိုချက်လိုက်ဘာပဲရင်းလိုက်ငါပဲသားပဲချက်လိုက်မှုရတော့မှုရတယ်တော့ကောဘာမှညီးတဲ့ခါကျတော့ရက်တာတော့ဖြစ်ထင်တာကတော့ရက်တာရှိကြတယ်ထင်ကြတာပဲဒါမဲ့မှုရပဲလည်းချို့ရတာရှိကြပါဘူးချို့တကရတာရှိအဲ့ဒီလိုအရာတာဟိုလေစမ်းကြည့်တဲ့ခါကျတော့ကောင်းတာမကောင်းတာရတာသိတာကိုမစမ်းတဲ့ချိန်မှာထင်တယ်လို့ဖြစ်တယ်ဒါကိုထင်တယ်လို့ဖြစ်လို့ဖြစ်ပေါ့ဒါမဲ့ပူရင်းနဲ့ရတာကိုသိချင်လို့ရှိရင်ကိုယ်တိုင်စားရတယ်တဲ့ကျွန်တော်စကားရှိကြတယ်အဲ့ဒါကြောင့်ဘိုးရဲ့ဥစ္စာပါရှိတယ်ဒါပေမဲ့ချို့တကတော့ဆင်းရဲကြတယ်ဆင်းရဲပြန်လည်းဟိုဘာသာစိတ်ပဲရှိတယ်တရားအထုတ်ခြင်းနဲ့စိတ်ပဲရှိတယ်အသက်မုန်းဝင်ကြောင်းတော့အချိန်ရှိတဲ့အခါကျတော့ဘယ်ပြောလဲဥမမတောက်လို့ရှိတီလာမဆောက်တယ်ဆိုတော့ရှိတယ်ဒီညတီလာမတောက်လို့ရှိရင်ဥမမတောက်လို့ရှိရင်တီလာဆောက်တယ်ဆိုတဲ့နေ့ဥစဉ်သေးတယ်ငါမြပဲပြက်ထုံးတယ်ပြက်ကိုအိမ်မှာကိုနေရာပါဘယ်နေရာလဲအဲ့လိုပုံမျိုးအကျိုးရှိအောင်နီးတွေပေးသွားမယ်ဘာဖြစ်လဲအဲ့လိုဘာမှမရှိတဲ့စားနည်းနည်းပါးရှိလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်တဲ့နော်အဲ့ဒါကြောင့်အခုဟိုအဖို့စီးတော့ဆန်းရရှိတယ်ပေါ့လူမျိုးပေါင်းများရှိတယ်အဲ့ဒီလူမျိုးဗုဒ္ဓဘာသာဝင်ဗုဒ္ဓဘာသာဖြစ်လို့ရှိရင်ဗုဒ္ဓဘာသာစိတ်မွေးရလူမျိုးချစ်တဲ့စိတ်မွေးပါလားလူမျိုးချစ်တဲ့စိတ်မွေးလို့ရှိရင်ဘာဖြစ်လဲဆိုတော့တစ်ခါတည်းကြတော့အမြဲဖြစ်ကြဘာလဲကိုယ့်ရောက်လို့ဆင်းတော်လည်းနေလို့ရသူများကိုစီးတဲ့မှာဝင်တော့လို့ရှိရင်ကြတာဖြစ်ကြအဲ့ဒီလိုပုံမျိုးကြတော့ဘာဖြစ်လဲဗုဒ္ဓဘာသာကိုယ့်ကိုဗုဒ္ဓဘာသာစစ်လို့ကျင်လို့ရှိရင်ကိုယ့်ကိုဗုဒ္ဓဘာသာလို့ဆင်လို့ရှိရင်ဗ
ဗုဒ္ဓဘာသာတိုင်းဗုဒ္ဓဘာသာတိုင်းအဲ့ဒါကိုဗာလဲအဲ့ဒီလိုဗာလဲဘာသာအဆိုင်တဲ့စိတ်နောက်တော့ဗုဒ္ဓဘာသာစိတ်အဲ့လိုစိတ်မွေးလို့ရှိရင်အဲ့ဒါကိုစီတိုင်းမျိုးတိုင်းအဲ့လိုပေါင်းလို့ရတယ်ဗုဒ္ဓမြတ်စွာဘုရားတော်မှာကြည့်တယ်သူရဲ့မြင့်မြတ်ဘာသာတော်ခေါ်ခဲ့ပါဘူးဒါမြင့်မြတ်ဘာသာကဗျာမဘာသာဗျာမဘာသာကိုခေါ်တဲ့နဲ့ငါခေါ်လိုက်တာပါဠိဘာသာကိုခေါ်လိုက်တယ်အဲ့လိုပါဠိဘာသာခေါ်ပြီးမှယူချင်ပါဖြစ်မစ္စည်းမဒေသအိန္ဒိယနိုင်ငံဗုဒ္ဓဘာသာနိုင်ငံမဟုတ်ပါဘူးဆင်ယူနိုင်တယ်အဲ့ဒါကဗုဒ္ဓဘာသာနဲ့အခုရှစ်တော်ကရှာတာလားနိုင်ငံပြေတာကဗုဒ္ဓသာသနာနောက်ချုပ်မဟာယာနရှိခဲ့တဲ့မဟာယာနတွေလည်းတစ်မျိုးဝချနယာနဆိုတဲ့မျိုးအဲ့ဒီကံက၃မျိုးရှိခဲ့တယ်ကွဲတော့ဝချနယာနဆိုသေရဝါဒနိုင်ငံဆိုတာဗမာပြည်ရဲ့ယူရနိုင်ငံရဲ့ထိုင်းနိုင်ငံရဲ့လာအိုနိုင်ငံရဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့တိရိနိုင်ငံအဲ့ဒီ၄နိုင်ငံကိုသေရဝါဒနိုင်ငံလို့ခေါ်တဲ့မဟာယာနဆိုတဲ့ဥစ္စာကိုဗာလဲဟိုပြည်နယ်မှာလည်းရှိတယ်နောက်တော့ဒီကတရုတ်ပြည်ကိုရီးယားဂျပန်အဲ့လိုပုံမျိုးမဟာယာနကိုကြည့်ကြဆန်ရဝမ်ဘုံစီကိုခေါ်တယ်နောက်ဆန်စီကိုချန်စီကိုခေါ်ကြတယ်အဲ့လိုပုံမျိုးရှိကြတယ်နောက်အဲ့ဒီမဟာယာနကလည်းဖက်ထွက်တဲ့အခါကျတော့ဝချနယာနဆိုတဲ့တိဘက်လူမျိုးတွေမွန်ဂိုလီးယားဂျပန်မှာလည်းရှိကြတယ်ဒိုင်းမိုက်မိုက်စီကိုတန်ချက်စီကိုခေါ်တယ်အဲ့ဒီဒိုင်းချက်စီဆိုတိဘက်တန်လူစီကိုခေါ်တယ်တိဘက်ပေါ်တော့ပါဗမာပြည်မှာလည်းဖြစ်တော့ရှိခဲ့တယ်ဗာလဲအကြီးပုံပုံရှိတဲ့အချိန်မှာလေအနော်ရကမဲပြစ်ကြဲမှာလို့ဆိုတာပေါ့အဲ့ဒီအချိန်မှာကြတော့ဗာလဲဗမာလူမျိုးတွေကတော့တိဘက်ပြပါမယ်တိဘက်အဲ့ဒီစင်သက်တဲ့အခါကျတော့အဲ့ဒါကြတော့နည်းနည်းပါရှိခဲ့တယ်ကြည်ကြံခဲ့တယ်လို့ပုံမျိုးအဲ့ဒီဥစ္စာတွေကိုလေနောက်ဆုံးကြတော့ပြောက်တယ်အဲ့ဒါကြတော့ပြေရပါလားသာနာဆိုတာကဘုရားမြတ်စွာဘုရားဟောကြားထားတဲ့ဓမ္မခန္ဓာတရားစု8000နဲ့4000မပြောင်းလဲပဲနဲ့ကြည်ကြံတာဟုတ်တယ်ကြည်ကြံတယ်တော့ကြည်ကြံတယ်အဲ့ဒီ8000 4000ကိုဓမ္မခန္ဓာတရားစုက3မျိုးဖဲလိုက်ပါလေဝိညာဉ်ပိဋကနောက်တုတ်ပိဋကတုတ်တံပိဋကအဘိဓမ္မာပိဋကအဘိဓမ္မာကတုတ်တံနဲ့ဝိညာဉ်ပိဋကထက်ပိုပြီးညစ်တယ်လို့ဆိုကြတယ်။ဘာဖြစ်လဲ။အဘိဓမ္မာပိဋကကဓမ္မခန္ဓာတရားစု4000နဲ့1000ဝိညာဉ်ကျတော့1000နဲ့1000တုတ်တန်ကျတော့1000နဲ့1000စုပေါင်းတဲ့အခါကျတော့8000 4000ဓမ္မခန္ဓာဒီဗုဒ္ဓမြတ်စွာဘုရားရှိတဲ့နောက်ပိုင်းမှာပြိဋိဘံဆံပြတဲ့နောက်ပိုင်းမှာဘယ်သူဘယ်ဝါမှပြင်လို့မရပါဘူးဒါမဟာယာနတွေကြတော့ဘုလို့ဘုံလဲဆိုတာအဲ့ဒီတိပိကကိုတိုင်းဆံကြတယ်အပြည့်စုံရတဲ့တော့ကြောင့်ချုနေရမှာနည်းနည်းဒီခြေရပါလားနဲ့ခြားနာတာရှိတယ်အဲ့ဒါခြားနာတဲ့အခါကျတော့ပြောလဲအဲ့ဒါကြောင့်ဘုလို့မဟာယာနလို့ပြောကြတယ်ဒါမှမဟာယာနကြတော့ဟိုအများတိတ်တော့နေနေပြောတော့ပါနော်ဒါဘလို့စတာလဲဆိုတာရှိခဲ့ပါတယ်ဒါပေမဲ့ဒီညကတော့ဘုလဲဆိုတာနည်းနည်းများတော့လို့ရှိရင်တော့ကျဲတော့မယ်အဲကြောင့်လည်းဒီဥစ္စာပဲရပြမခုဟိုရပေါ့တရားအားထုတ်ဖို့တရားအားထုတ်ဖို့နေတာ10နှစ်လောက်တရားအားထုတ်ဖို့နော်အဲချစ်ကြဖို့ဒီဥစ္စာကိုအဲ့ဒါကြောင့်နာတိကကိဝါဘုခဏီတေဝါနှာခေါင်းပြတော့ကောင်းနောက်ခံပြတော့ကောင်းတတိကိုထားဒီလိုရှိရဒီကိုရှိထား၍ဒီတိုင်တော့ထိုင်နေသည်ဟောပြီးဖြစ်အဲ့လိုပုံမျိုးကြတော့ပါဠိတော်ရှိအဲ့ဒီပါဠိတော်လာတဲ့အတိုင်းကိုစေစီညာအဲ့ဒီဆယ်နှစ်ထိုင်တေတေချာချာနာအဲ့ဒီလိုဝင်လေထော့လေကြားတဲ့အခါမှာဒီနှာခေါင်းရဲ့ဖျားမှာအတိစိတ်ကပ်ပြီးမှသိတယ်ဆိုတော့ကိုယ်စိတ်ထဲမှာနော်အဲ့ဒါဝင်လေထော့လေကိုနှာခေါင်းရဲ့ဖျားမှာအတိစိတ်ကပ်ပြီးသိတယ်ဆိုတော့ဝင်လေထော့လေဆိုတော့အဲ့လိုပုံလို့နှာခေါင်းဖျားမှာအတိစိတ်ကပ်ပြီးမှ
သိတယ်ဆိုတဲ့ဥစ္စာအဲ့လိုလေကသိတယ်လေကမကတ်တဲ့အခါကျတော့သိတယ်ဆက်ပြတယ်အဲ့လိုပုံမျိုးဝင်ပြီးမှထွက်တဲ့လေကိုအတိကပ်မှရသရှိရတယ်နော်အဲ့ဒါဒီဝါရဲဆိုတာဝိပဿနာကိုရှုတာဝိပဿနာကိုရှုတာတစ်ချက်ရှုလို့ရှိကုသိုလ်ကြေပေါင်းအားရရတယ်နော်အဲ့ဒါကြောင့်ဝိပဿနာဆိုတာတော်တော်မြင့်အဲ့ဒါကြောင့်ဗုဒ္ဓဘာသာမှာမရှိတယ်ဒီသိက္ခာမှာမရှိပါဘူးအဲ့ဒါကြောင့်ဝိပဿနာကိုရှုလိုက်လို့ရှိချက်ရှုလို့ရှိရင်ကုသိုလ်ကြေ9000ရတယ်နော်အဲ့လိုပုံမျိုးဝင်နေထွက်နေရှိလို့ရှိရင်သူကဝိပဿနာရှိလို့ရှိရင်ဘာကိုအခြေခံတယ်ပြိတ္တ၄ပါးကိုအခြေခံတယ်ဝေဒနာရဲ့စိတ်ဓာတ်ရဲ့ဓမ္မရဲ့ဆိုတဲ့၄မျိုးအဲ့ဒါဒီပက္ခန္တာကိုရှုလို့ရှိရင်ကာယဝိပဿနာကာယဝိပဿနာရှုရတယ်နောက်ဝေဒနာခန္ဓာကိုရှုလို့ရှိရင်ဝေဒနာရှုရတယ်အဲ့ဒါကိုနောက်ဝိညာဉ်ခန္ဓာရှုလို့ရှိရင်စိတ်ကရှုရတယ်အတင်ရဲ့ခန္ဓာသင်္ခါရခန္ဓာကိုရှုလို့ရှိရင်အဖြစ်ဓမ္မာရှုရတယ်အဲ့ဒီပုံမျိုးကိုကြတော့ရှုရတယ်အဲ့ဒီလိုဝင်နေဖတ်နေထောက်လေကိုတခါများမှာကပ်မှပြီးတယ်ဆိုတော့အဲ့ဒီလိုရှုတဲ့အချိန်မှာနမိတ်တစ်ခုကိုယ့်ရဲ့မျက်စိထဲမှာမြင်လာလို့ရှိမြင်တယ်စိတ်ထဲမှာရှိရအတန်ကြားလို့ရှိရင်ကြားတယ်ရှုရအဲ့ဒီကြားတာကိုပြောင်းဆိုတော့နာလို့ရှိရင်ဝေဒနာကိုတက်လို့ရှိရင်ထုံလို့ရှိရင်ထုံတယ်ခြေလို့ရှိရင်ခြေနဲ့အောက်လို့ရှိရင်အောက်တယ်ခိုင်းလို့ရှိရင်ခိုင်းတယ်အဲ့လိုပုံပုံရှုရအဲ့လိုဝေဒနာနဲ့တိုင်းရှုရတယ်မြင်တဲ့အရာတိုင်းကိုရှုရတယ်ကြားတဲ့အရာတိုင်းကိုရှုရတယ်အဲ့ဒါကအဲ့လိုပုံမျိုးဦးဇင်းတင်ရအောင်ဒီအချင်းချင်းပဲအဲ့လိုပုံမျိုးရှင်းပြီးမှရှုခိုင်းတဲ့အကျဉ်းချုပ်ကိုရှင်းတော့ပါအဲ့ဒါအဲ့လိုပုံမျိုးရှုလို့ရှိရင်အလုံးသိတယ်နော်မြင်လို့ရှိရင်နံပါတ်1မြင်လို့ရှိရင်မြင်ကြားလို့ရှိရင်ကြားတယ်အဲ့ဒါကြတော့ဝေဒနာတက်လို့ရှိရင်နားတယ်ကြည့်လို့ရှိရင်ကြည့်တယ်တွားကြည့်လို့ရှိရင်တွားကြည့်တယ်အိမ်ပြန်တက်လို့ရှိရင်ပြန်အိမ်ကိုတရိယာလို့ရှိရင်ဘယ်တရိယာရဒီရပျောက်ရှုရတယ်အဲ့ဒါကိုပြင်းလို့ရှိရင်ပြင်းတယ်တရားမခံခြင်းဖြစ်ဆိုလို့တရားမခံခြင်းအဲ့လိုရှုရတယ်ပေါ်ရတဲ့အားလုံးကရှုရတယ်အဲ့ဒါကိုပြောင်းလို့ရှိရင်ဝိပဿနာစိတ်ပေါ်လာလို့ရှိရင်သမာဓိတည်လာလို့ရှိရင်အဲ့ဒါကြတော့အားလုံးကြောက်ရမှာကောင်းတာကိုကြောက်ကြနော်အဲ့တော့ကြတော့ဟိုဒီတရားထိုင်ရင်နမောနမောတ3ချက်ပြုပြီးမှဦးဇင်းတယ်လို့ဆက်ရလို့နောက်တော့အဲ့ဒီဥစ္စာကဒီမဲ့ဦးကြတော့ထိုင်ပြီးထားတာနော်ဘုခုံလေးရရတယ်ဘယ်တက်ဆိုင်လို့ရပါတယ်ထိုင်ပြီးလို့ရှိရင်မျက်စိကိုမှတ်ကိုကထားတယ်ဘယ်လဲအောက်ထားတယ်ညာလည်းပေါ်ထားတယ်လက်မခုကကပ်အဲ့လက်မခုကပ်ပြီးမှအဲ့ဒီကိုတက်ဟိုဝိပဿနာဆက်လို့ရှိရင်မောလို့မရဘူးအောက်ကိုဆိုင်လို့အောက်ကိုကောင်းဆိုင်လို့ရှိရင်ပေါ်ပြန်ပေါ်ကိုမောတက်လို့ရှိရင်အောက်ကိုပြန်ဆင်းလိုက်တက်ဆင်းလိုက်နော်အဲ့လိုပုံမျိုးကြည့်ရအဲ့လိုပုံမျိုးရှုရအဲ့ဒါကိုမရှုခင်နမောတော့ကျန်စေရုပ်ပြမှာလိုက်စမ်းနမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတဟောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတော
မြဒီနေရာကပဲဒါနရောဒီလရောဘာနာရောသုံးလို့ဆိုပြည့်စုံတော့ပါဘူးဟိုမြောက်တော့ပါဘူးအောင်တော့ပါဘူးနော်အားလုံးတော့ကြတော့ပါကုသိုလ်တွေတော်များကြတယ်အဲ့ဒါကြတော့သူပြောတာလဲဆိုတော့တရားလဲအတော်ကြီးတော့အဲ့ပြောင်းလို့ရှိရင်ကဲရကိုချို့ကြတော့လောက်သွားရအောင်တော့ပြောတယ်ဒီနေ့တော့သုံးနေ့ပဲထိုင်လို့ရှိရင်ဘုန်းကြီးတွေရှိတဲ့တော့ကြောင့်ဘုရားရှင်ကိုဒီလာတော့နဲဆောငါးပါးဒီလာတော့ဒီပါလေးရတယ်နဲဆောကြတော့ငါးပါးဒီလာကိုတောင်းတော့ပါပြီးတဲ့ချိန်မှာကျတော့ဒီလာပြီးတဲ့ချိန်မှာကျတော့ရောစာမေတ္တာတောင်းခြင်းကံမိယမေတ္တာတောင်းခြင်းလို့ဆိုတာအဲ့ဒါကိုစောင့်ကြည့်ပြီးမှချွတ်လိုက်တာမေတ္တာတောင်းပြီးလို့ရှိရင်ပြောပြီးလို့ရှိရင်အဲ့ဒီရက်စံတာစီချရက်စံနေတာကိုစီချမေတ္တာပို့တယ်အဲ့ဒါကိုပြန်လုပ်ပြီးလို့ရှိရင်နမောတတတုံးချေကျုပ်ပြပါလို့ထားတာအဲ့လိုထားရရှိရင်လည်းပဲသုံးနေတဲ့အဲ့လိုပုံလို့ဆင်းရဲတဲ့ပုံကိုကြတော့အချက်ချင်းရှိတော့ချမ်းသာတဲ့ပုံကိုမဟုတ်ဘူးနော်ချမ်းသာတဲ့ပုံကိုသူ့တပည့်ပဲရှိရတာကြောင့်သူ့ကိုတရားချမ်းသာတော့လုပ်လို့ရတယ်တော်လို့ရတယ်အဲ့ဒါကြတော့ဒီဆင်းရဲတဲ့ပုံကိုပတ်ကြတော့နေရာပါပဲအဲ့လိုပုံမျိုးနမလေးပဲပုံလေးပဲကြရမရှိရင်အကျိုးတော့ရှိပါတယ်အဲ့လိုပုံမျိုးထားကြဟိုနေတိုင်းရလို့ရှိတော့ကောင်းတော့နော်နေတိုင်းရလို့ရှိရင်အားရတော့ဒီပုံမျိုးဟိုစီစီလည်းရလို့ဆိုတရားသွားကြတယ်စီစီသွားကြတော့ပုံမျိုးကြတယ်ဟိုထိုင်နေရပါတယ်အခုလည်းတရားဆက်ထိုင်လို့ရပါတယ်နော်အဲဒါကြတော့ဓမ္မပဒကလာတော့ပါဠိတော်ဒေသနာတော်ကတော့ယောဂဝေစာယတေယောဂဝေစာယတေဘူရိအယောဂဘူရိသင်္ကယောဧကံတဝိကာပတပုဂ္ဂဝါဘဝယဝိဘဝယသာအတ္ထာဒါနံနိဝေတေယယထာဘူရိပုဗ္ဗောသတ္တိယောဂဘာဝနာကိုအားထုတ်ခြင်းကြောင့်ဘူရိပညာတိဝေစင်စစ်ဇာယတေဖြစ်အာယောဂဘာဝနာကိုအားမထုတ်ခြင်းကြောင့်ပညာ၏မရှိခြင်းသည်ဟောတိဖြစ်ဘာဝယသတိုးပွားခြင်းငါ၎င်းဝိဘာဝယသမတိုးပွားခြင်းပျက်စီးခြင်းတော်၎င်းဘဝတံဖြစ်သောဧတံတဝိကာပတံအာတုံခြင်းအာမတုံခြင်းဟူသောဤလမ်းတော်ကိုဩတဝါတိရှိနားလည်၍ယထာမိဝေတိကနေဤအချင်းရာအဖြစ်မိမိကိုယ်ကိုချထားလျင်ဘူရိဝိပဿနာပညာမဲ့ပညာသည်ဘဝစသည်သို့ဘောဤတက္ကထိုအချင်းရာကိုအာတနာကိုနိဝေတေယချထားရသည်ဓမ္မကလာတဲ့ဒါလေးတော့အဲ့လိုဘာသာဝါထုတ်လို့ရှိရင်တဲ့တိုးပွားခြင်းနာပညာတိုးပွားခြင်းဆဆရရတာတိုးပွားတယ်ကုသိုလ်စိတ်ကိုပေါ်လာတဲ့ဝိပဿနာစိတ်ကိုပေါ်လာတယ်အဲ့လိုပုံမျိုးကြတော့ကိုအားထုတ်နိုင်လို့ရှိရင်အဲ့ဒါပုံပြီးအကျိုးရှိတယ်တကယ်၍ဘာသာကိုအားမထုတ်လို့ရှိရင်ဘာဖြစ်လဲပညာကိုပစ္စည်းတယ်ပစ္စည်းချက်ဒါပြဘာသာအားမထုတ်လို့အကုသိုလ်လုပ်တဲ့လုပ်ရကြလို့ရှိရင်ကုသိုလ်လုပ်လို့ရှိရင်ဘာဖြစ်လဲကိုယ့်ရဲ့ပညာကိုအဲ့ဒီကိုယ့်ရဲ့ပညာကိုဘာဖြစ်လဲပစ္စည်းသွားတာနော်အဲ့ဒီလိုတိုးပွားခြင်းမတိုးပွားခြင်းပစ္စည်းချင်းဆိုတဲ့ဥစ္စာကိုတဲ့ဗာလဲအားထုတ်ခြင်းအမထုတ်ခြင်းဆိုတဲ့လမ်းတစ်ခုအောက်တော့ပါသိရှိနားလည်ကိုယ့်ကိုနားလည်အဲ့ဒီအားထုတ်တဲ့သလားအားမထုတ်တဲ့သလားကိုယ့်ကိုနားလည်လို့ရှိရင်အဲ့ဒီချင်းရာကအားထုတ်တဲ့အားထုတ်လို့ရှိရင်ဘာကျိုးရှိလဲအားမထုတ်လို့ရှိရင်ဘာကျိုးရမလဲဆိုတဲ့ဥစ္စာကို
ထားလိုက်လို့ရှိရင်တော့ဆက်ပြတ်မှာချမှတ်ရတယ်ဆုံးဖြတ်ရတယ်အဲ့ဒီလိုဆုံးဖြတ်မှာဒါလေးကိုဘဝကိုရကိုကြောင့်ကြောက်တယ်နော်အပြည့်လက်ဘာဝကိုအထုတ်လို့ရှိရင်ဆက်ရဖို့ပါကိုဘောမစိတ်လေကိုဘောကိုလေကိုဘောအပြည့်လက်ပြည့်ကိုခန္ဓာယုံနာတစ်ပါးကခန္ဓာ၅ပါးကိုခေါ်တဲ့ဥပက္ခဏဝိညာဉ်ခန္ဓာပြဉ္ခန္ဓာဝိညာဉ်ခန္ဓာသင်္ခါရခန္ဓာဆိုတဲ့ခန္ဓာ၅ပါးကိုဗာလဲရုပ်နာမရှိတယ်အဲ့ဒီရုပ်ကနာကခိုင်းနေတာရုပ်ဆိုတာဘာမှထုတ်လို့မရပါဘူးနာကခိုင်းဒါကြောင့်ပဲချွတ်တာဘာဝနာကိုအထုတ်လို့ရှိရင်ဝိပဿနာကိုပြောင်းတဲ့အခါကျတော့အပညာသတ်ဆိုတဲ့ဥစ္စာပြန်มาရောက်သွားအဲ့ဒီပြန်มาရောက်လို့ရှိရင်ဟိုဘယ်လိုပြောလဲရုပ်ပေါ်တော့ရုပ်ထိုင်လို့ထားလို့ရှိရင်ထိုင်တော့အဲ့ထားလို့ရှိရင်အဲ့နေတာပေါ့အဲ့ထောင်ထားလို့ရှိရင်ထောင်တော့ဘာမှခံစားရဘုရားဘာသာလို့တွေ့ရတော့တရားဓမ္မနဲ့နားထောင်ရတော့အပြည့်ပြန်မှရှိတော့ဘာမှမသိအဲ့ဒီလိုပြည့်တော့ဇာတိကိုပုံရောက်လို့ရှိရင်တော့ကြောက်ရကျော်လာအဲ့မှာတခါကပ်လို့ရှိရင်ပြောင်းတဲ့အချိန်မှာဝိပဿနာကိုပြောင်းရတယ်နော်အဲ့ဒါကိုဘာလဲနာကကျောက်ကိုခိုင်းနေတာဒါကြောင့်ကံဆိုတာ၃တန်း။ဉာဏ်ရတော်ဝါစီကံမတော်ကံကံကပုံမရှိတယ်။ကိုဖြစ်ပြုလုပ်တာကဉာဏ်ရကံနှုတ်ဖြစ်ပြောဆိုတာကဝါစီကံစိတ်ဖြစ်ပြန်ဆိုတာကမနောကံဆိုတဲ့အဲ့ဒီကံကိုကောင်းသောကံနဲ့မကောင်းသောကံမျိုးရှိတယ်။နော်။အဲ့ဒါလည်းကံဒါကြောင့်ကဓမ္မပဒကလာတာအဒီဘူသောအယေနောဘတလူကေကဝိပတတိသာကုနောသာဘဘုတောဝါအဘောတကာယသေသတိဒါဓမ္မပဒကလာတာအယံလောကဤလိုအပေါင်းဒီအပိဘူသောတန်တရားဘေးကိုရောကိုတတဉာဏ်ဝိပဿနာဉာဏ်ဤဘူသောမျက်စိမှကင်းတော်လဲမျက်စိမှကင်းတော်လဲဝိပဿနာဉာဏ်ကဲ့သို့အကန့်တော်ဖြစ်ကြတယ်အဲ့ဒီလိုအကန့်တော်ဖြစ်ကြတယ်တဲ့နော်အေးအကန့်တော်ထဲကလူအများကြီးတာနုကောအနေနဲ့တော်သူဒီတာလေဝိပဿနာရှုနိုင်တယ်နော်အဆာလဘုတ်တော်အုတ်မိပြီးတော့ပိုက်ကျမလူမြောက်တော့ဖကုနောငှက်ပြီးအပေါ်ဤဝနဲဝခဲ့တယ်အပေါ်ပြောရအောင်နဲရတော့သူဒီတာရင်သက္ကာယသူဒီနိဗ္ဗာန်ကိုကိစ္စံတွားရောက်တယ်ပြပြပဲပြောတယ်ဓမ္မဝါနားလည်လို့ပြောရတာပေါ့အဲ့ဒါကြောင့်ပါလဲဆိုတော့ဒီကဘာလောကခိုက်ပါဆိုလူအများရှိကြတယ်အဲ့ဒီလိုတန်တာဘေးတွေလူမြောက်ဖို့33ကိုလူမြောက်ဖို့အဲ့ဒီလိုမျောနေကြတယ်အဲ့ဒါကြတော့မျောနေပေမဲ့လည်းအဲ့ဒီလိုအများစုထဲကအနည်းငယ်တော့လူပြအဖြစ်လဲဝိပဿနာရှုနေတယ်အဲ့လိုနည်းငယ်တော့လူဝိပဿနာရှုလို့ရှိရင်အဲ့ဒီနည်းငယ်တော့လူပဲဟာလဲအဲ့ဒီလိုနိဗ္ဗာန်ချမ်းသာကိုခံစားရတယ်တဲ့နော်အဲ့လိုပုံမျိုးနည်းငယ်တကယ်လို့အနည်းငယ်တော့ဒီသားရင်ဖြစ်တယ်နိဗ္ဗာန်ကိုတွားရရတယ်အဲ့လိုများရှားနည်းတယ်နည်းပေမဲ့လည်းဟိုချို့တယ်ကြတော့ပြောလိုက်ညာလိုက်လည်းမကောင်းပါဘူးနည်းလိုက်လည်းမဆိုးပါဘူးဆိုအဲ့ဒါနည်းပဲလည်းကောင်းတယ်ဘုရားဘာသာပေါ်မှာနည်းတယ်ဒါနဲ့ဘုရားဘာသာထက်ကောင်းတဲ့ဘုရားဘာသာထက်ကောင်းတဲ့ဘာသာရှိပါဘူးဘုရားဘာသာဒီသိပ္ပံပညာရှင်ကလက်ခံထားတယ်သိပ္ပံပညာတော့သာသာတူလို့ဒီသာနာကြီး၄ခုတည်းမှာဘုရားဘာသာဆိုသိပ္ပံပညာသာသနာလို့သိပ္ပံပညာရှင်ကလက်ခံထားတာအဲ့ဒါကြောင့်ဘုရားဘာသာဆိုလက်တွေ့ကြသိပ္ပံဆိုရတယ်ဘုရားဘာသာလက်တွေ့ကြအဲ့ဒါကြောင့်ဘုရားဘာသာဆိုကြလေးနဲ့ခါလေးကြတော့တရားဟောတဲ့ဒေတာတော်ကိုယ့်ရောက်တော့ပြီးဘူးစဉ်းစားစိတ်ချင်းကိုမနာလဲ
အဲဒါနားလည်တဲ့တော့ကြောင့်စဉ်းစားလို့ရှိရင်စဉ်းစားပါနဲ့ဒါဘာဖြစ်လဲခေါင်းကိုက်လို့ဖြစ်ပြီးတော့နည်းနည်းနားယူလိုက်အနားယူပြီးမှပြန်စဉ်းစားပြလို့ရှိရင်နားတယ်3ချိန်4ချိန်အဲ့လိုပုံလေးအပြေရအပြေမြမရှိတော့စဉ်းစားနေတော့နော်အဲကြားလိုက်အဲ့ဒါကြတော့ဘုရားမြတ်စွာဘုရားဟောတဲ့ဒီနာတော့တကယ်နည်းနည်းအဲ့လိုနည်းနည်းတဲ့တန်ត្រာရှိပါပါနော်နောက်တော့သစ္စာ၄ပါးလည်းရှိတယ်သစ္စာ၄ပါးဆိုတာလည်းခြားတာနာမလို့ရှိပါဘူးဒီဗုဒ္ဓဘာသာမှာရှိကြတယ်အဲ့ဒါကြတော့အခုတရားနာပရိသတ်တွေတွေ့အဲ့ဒီဝိပဿနာကိုရှုလို့ရှိရင်ဗာလဲအဲ့ဒီတရားတွေအလိုလျောက်သိုးထင်းညာတိတိတလောက်သိလာတယ်ကိုယ့်ရဲ့အောင်နောက်တော့ကိုယ့်ရဲ့ညာနဲ့မှာဝေလာတယ်စဉ်းစားဆင်ခြင်ညာနဲ့ဝေလာတယ်ပြတ်တာသူဖြစ်လို့ရှိရင်အဲ့ဒီအရေးကပါလဲအရေးကရှာပြီးမှအကျိုးဟောတယ်ဝိပဿနာလည်းထုံနေတော့တယ်ဥစ္စာဝေဒနာပေါ်လာတယ်အဲ့ဝေဒနာကိုရှုရတယ်